မြန်မာအမျိုးသမီးတဦးသေဆုံးမှုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားအမျိုးသားတဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ CCTV မှတ်တမ်းတွေနဲ့သက်သေအထောက်အထားတွေကိုစစ်ဆေးပြီးနောက်24နာရီမပြည့်ခင်မှာပဲတန်တရားရှိသူကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ဇွန်လ17ရက်နေ့ညနေ9နာရီဝန်းကျင်မှာဘန်ကောက်မြို့ရာချသေးဝီခရိုင်ရာချဝီတီ9လမ်းရှိချာရွန်အပတ်မတ်ရဲ့အခမ်းအမှတ်200တက်အတွင်းမြန်မာအမျိုးသမီးတဦးသေဆုံးနေကြောင်းထိုင်းရဲတပ်ဖွဲ့ထံသတင်းပေးပို့မှုရောက်ရှိလာခဲ့ပါတယ်။သေဆုံးသူရဲ့အမည်နဲ့ကိုယ်ရေးအချက်အလက်တွေကိုတာဝန်ရှိသူတွေကအတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အမှုနဲ့ပတ်သက်ပြီး CCTV မှတ်တမ်းတွေသက်သေအထောက်အထားတွေနဲ့အခြားဆက်အချက်လက်တွေကိုစုဆောင်းစစ်ဆေးခဲ့ပြီးနောက်အသက်28နှစ်အရွယ်မြန်မာနိုင်ငံသားဟိန်းစော်ဌေးကိုအဓိကတန်တရားရှိသူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ထို့နောက်ဇွန်လ12ရက်နေ့နနက်2:30မိနစ်ခန့်မှာဗစ်တိုရီမော်နူမန့်အနီး၌ဖမ်းဆီးနိုင်ခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတန်တရားရှိသူကိုလူသတ်မှုဆွဆွဲချက်နဲ့အရေးယူထားပြီးဖြစ်စဉ်ရဲ့အကြောင်းရင်းနဲ့ဆက်အချက်လက်တွေကိုဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ဒီဖြစ်ရဲ့အကြောင်းရင်းကိုတာဝန်ရှိသူတွေကမထုတ်ပြန်သေးတာဖြစ်ပါတယ်။ပုဂ္ဂိုလ်ရေးပရိပက္ခငွေကြေးအငင်းပွားမှုသို့မဟုတ်အခြားအကြောင်းရင်းတစ်ခုခုရှိမရှိဆိုတာကိုစုံစမ်းစစ်ဆေးမှုရလဒ်တွေထွက်ပေါ်လာမှသာအတည်ပြုနိုင်မှာဖြစ်ပါတယ်။ရေဘူးရအားဖြင့်ဒီဖြစ်ရက်ကနိုင်ငံရဲ့ခြားမှာအလုလုကင်နေသူတွေအတွက်လုံခြုံရေးအသည့်အမြင့်အရေးပေါ်ဆက်သွယ်နိုင်မဲ့မိသားစုဝင်သို့မဟုတ်ယုံကြည်ရသူတဦးရှိထားရေးကိုရေးအချက်လက်နဲ့အဆက်အသွယ်အချက်လက်တွေကိုစနစ်တကျထားရှိရေးတို့ရဲ့အရေးပါမှုကိုထပ်မံသတိပေးနေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။အခုချိန်မှာတန်တရားရှိသူကိုဖမ်းဆီးထားပြီးဖြစ်ပေမဲ့အမှုရဲ့အကြောင်းရင်းနဲ့အသေးစိတ်အချက်လက်အများပြားကတော့မရှင်းလင်းသေးပါဘူး။အထူးသဖြင့်တေဆုံးသူအမျိုးသမီးရဲ့အမည်နဲ့မိသားစုဆိုင်ရာအချက်လက်တွေကိုအတည်ပြုနိုင်ရေးဟာလည်းအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေသေးပါ။ဒီအမှုနဲ့ပတ်သက်ပြီးနောက်ထပ်စုံစမ်းစစ်ဆေးမှုရလဒ်တွေထွက်ပေါ်လာမလား။ဘာကြောင့်ဒီဖြစ်ရဖြစ်ပွားခဲ့တာလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။